ချမ်းသာတဲ့လူငယ်မောင်ကြီးဟာအိမ်ဆောက်မိန်းကလေးရဲ့အခန်းထဲကိုညတိုင်းလှုပ်ဝက်ဝင်လာတတ်တယ်။သူမအိပ်နေတယ်လို့ထင်ပြီးနမ်းဖို့ကြိုးစားပေမဲ့မိန်းကလေးကမျက်လုံးဖွင့်လိုက်တယ်ထွက်ပြေးဖို့ကြိုးစားတော့လဲသူကချက်ချင်းဆွဲထွေးလိုက်တယ်။အသက်10နှစ်กว่าတယ်လို့သတိပေးပေမဲ့သူကမကယူးမဆိုင်ဘူး။တကယ်တော့သူမကသူ့ကိုအိပ်ယာဝင်ပုံပြင်ပြောပြပေးဖို့သာလိုချင်တာဖြစ်တယ်။6နှစ်မတိုင်ခင်ကသူမဟာလင်းနဲ့ကွာရှင်းပြီးနောက်ချမ်းသာတဲ့မိသားစုတစ်ခုမှာအိမ်ဆောင်အဖြစ်ဝင်လုပ်ခဲ့တဲ့အလုပ်ကိုဖျက်ဆီးဖို့အမျိုးသားဟောင်းကလိန်လေတပ်ပုံတွေဖန်တီးပြီးသူမကိုလိန်လေသူလို့ဆွဆွဲခဲ့တယ်တို့ပေမဲ့အိမ်ရှင်မောင်ကြီးကမယုံခဲ့ပဲကိုရန်တော်တွေခေါ်ပြီးထုတ်ပစ်လိုက်တဲ့မိန်းကလေးကအပြစ်ရှိတယ်လို့ခံစားပြီးထွက်သွားခြင်းခဲ့ပေမဲ့အိမ်ရှင်ကစေတနာနဲ့ထားရှိခဲ့တယ်။သားလေးနဲ့ပထမဆုံးတွေ့တဲ့အချိန်မှာတော့ကောင်လေးကသူမကိုမကြိုက်ဘူးဒီလောက်ငယ်တဲ့သူတယောက်ဘာကြောင့်အိမ်ဆောင်လုပ်တာလဲလို့မေးခဲ့တယ်သွားစရာမရှိလို့ဖြေပြီးမှသူ့စိတ်နည်းနည်းလျော့သွားတယ်ဒါပေမဲ့နှိစက်ဖို့တော့မဆန္ဒရှိသေးဘူးအိမ်ရှင်ကသူ့မိန်းမဟာကောင်လေး3နှစ်အရွယ်မှာဆုံးသွားခဲ့တယ်လို့ပြောပြတယ်။ကောင်လေးကအမြဲနာခံတတ်ပြီးတေချာစိတ်ထားရှိပေမဲ့မိခင်ချစ်ချင်းကိုချို့တဲ့နေတယ်လို့သူသိတယ်။ဒါကြောင့်သူမကိုသားလေးကိုကောင်းကောင်းစောင့်ရှောက်ပေးဖို့တောင်းဆိုခဲ့တယ်။ဘဝဟာတည်ငြိမ်လာနေချိန်မှာကားမတော်တဆမှုတစ်ခုဖြစ်ပွားပြီးအားလုံးပြောင်းလဲသွားတယ်။အိမ်ရှင်ကသူမကိုကယ်ဖို့ကြိုးစားရင်းတေဆုံးသွားပြီးသူမလည်းကိုဝင်ရှိခဲ့တဲ့ကလေးကိုဆုံးရှုံးခဲ့တယ်။ဒီဖြစ်ရဲ့နောက်ပိုင်းသူမဟာစိတ်ကြယောဂပြင်းထန်လာခဲ့တယ်ကိုထိခိုက်စေဖို့လုံမိတော့မဲ့အချိန်မှာကောင်လေးကတကားဖွင့်ဝင်လာတဲ့မတိတလို့ပြုတ်မှုပြီးမနှက်စာပြင်ပေးဖို့တောင်းဆိုတဲ့အဖေဆုံးပြီးနောက်မျက်ရည်တစ်စက်တောင်မချတဲ့ကောင်လေးကိုသူမကအေးဆက်တယ်လို့ထင်ခဲ့တယ်ထို့ပေမဲ့သူမထွက်သွားဖို့ပြင်ဆင်ပြီးမိထားတဲ့အိတ်တလုံးပြန်ယူလာရမှာကောင်လေးကိုမြေပြင်ပေါ်မှာထိုင်နေပြီးအိတ်ဆေးတွေဘေးမှာတွေ့ခဲ့တယ်သူ့ရဲ့အေးဆက်မှုဟာအားလုံးတရုပ်ဆောင်ခြင်းသာဖြစ်ကြောင်းသိလိုက်တဲ့အဖေဆုံးခြင်းကိုအများထက်ပိုပြီးနာကျင်ခံစားနေသူကသူပဲဖြစ်တယ်အဲ့ဒီအချိန်ကစပြီးသူတို့နှစ်ယောက်ဟာတယောက်အတွက်တယောက်အရေးကြီးဆုံးလူဖြစ်သွားခဲ့တယ်။သူမကကောင်လေးရဲ့စိတ်တန်ရာတွေကုသပေးဖို့ကြိုးစားပြီးသူ့ဘဝအဆင့်တိုင်းကိုမှတ်တမ်းတင်ပေးခဲ့တယ်။ကောင်လေးလည်းသူမရဲ့စိတ်ခံစားချက်တွေကိုပြန်လည်စောင့်ရှောက်ပေးခဲ့တယ်။အိမ်မက်ဆိုးတွေမြင်တိုင်းပုံမြင်ပြောပေးဖို့တောင်းဆိုတတ်တယ်။6နှစ်ကြာပြီးနောက်ကောင်လေးကတက္ကသိုလ်ဝင်ခွင့်ရခဲ့တယ်။မိန်းကလေးမိတ်ဆွေတယောက်လာလဲမယ်လို့ပြောတဲ့အခါသူမကဝမ်းသာခဲ့တယ်။သူ့ဘဝတည်ငြိမ်သွားပြီလို့ယုံကြည်ပြီးကိုထွက်သွားချိန်ရောက်ပြီလို့ဆုံးဖြတ်လိုက်တယ်သူမရဲ့စိတ်ကြယောဂဟာအပြည့်အဝမကုသရသေးပါဘူး။ကောင်လေးကြီးပြင်းသွားချိန်မှာထွက်သွားဖို့စီစဉ်ထားခဲ့တယ်။နောက်ဆုံးစာတစ်စောင်ရေးပြီးအိတ်သွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲကောင်လေးဝင်လာပြီးစာကိုမြင်လိုက်တယ်